ဒါကဆယ်ဆက်မများနေမှာကလေးတွေပြီးတဲ့နေ့တန်းလက်ဆောင်ဖြစ်ပါတယ်အဲ့ဒီဘူးဖောက်ရတာသူတို့တိချပိုက်ထားတော့ဖောက်ရတာခက်ခဲတယ်ဘေးနာကပန်းစည်းလေးကတော့သူတို့ကြားလောင်နဲ့ပြုလုပ်ထားတဲ့ပန်းစည်းလေးဖြစ်ပါတယ်ဖောက်ကြည့်လိုက်တော့အရင်ဆုံးမတွေ့ရလဲပေါ့နော်မတွေ့ရလဲဆိုတော့သူတို့အတွက်ပေါ့နော်စာစစ်ပေးဖို့မီနီတစ်ချောင်းထည့်တာတွေ့ရတယ်ပြီးတော့ဘောနော်ဆီမကစပီရှိဆိုတော့အလာတတ်ထားတဲ့စိတ်ညက်ကလေးလာလေးထည့်ရတယ်ပြီးတော့အပြေခံအင်ဂျီအယောင်ကဘယ်လိုပြောရမလဲအယောင်မပြောတတ်ဖြစ်နေတယ်အယောင်ကတော်တော်လေးကြိုက်တယ်ပေါ့နော်ဒီအယောင်ကပြီးတော့သားလိုက်ကောင်းတယ်ပြီးတော့နောက်တစ်ခုကထမိန်ပေါ့နော်ကြောင်းသွားလို့ရှိရင်ဟိုတော့ကိုရိုးရထမိန်အပြာလေးတက်ကွင်းပြီးတော့ဒီကြားလုံးလေးချောကလက်တွေအများကြီးထည့်ထားတယ်အရင်ကျေးဇူးတင်ပါတယ်ကလေးတွေချစ်ပေးတဲ့အတွက်ပေါ့နော်